သူ့ရဲ့တခုတည်းသောဆန္ဒကရက်ရှိလာဖို့ပါဒါကြောင့်နေတိုင်းသူ့ကိုယ်သူကြီးထွားဟော်မုန်းဆေးတွေထိုးနေခဲ့တဲ့တရက်မှာတော့ဒါကိုသူ့အမေမိသွားခဲ့တယ်သူဘာမှမပြောနိုင်ပဲရှက်ရှက်နဲ့အမေကိုပြစ်ဖက်လိုက်ရုံကလွဲလို့ဘာမှမတက်နိုင်ခဲ့ဘူးသူဟာငငယ်ကလေးကဘောလုံးကစားရတာကိုအသက်ထက်မကနင်တို့ကဲ့သူပါဒါပေမဲ့အသက်10နှစ်အရွယ်မှာတော့ဆရာဝန်တွေကသူ့မှာကြီးထွားဟော်မုန်းချို့တဲ့ယောဂရှိနေတယ်လို့ဖြေထုတ်လိုက်ကြတယ်ဒီသတင်းကသူ့ကဘာလေးကိုပျက်စီးသွားစေခဲ့ပါတယ်လမ်းပေါ်ထွက်တိုင်းလဲတခြားကလေးတွေကသူ့ရဲ့ပူသေးသေးခန္ဓာကိုယ်ကိုဝိုင်းလောင်ကြတယ်သူဘောလုံးသမားဖြစ်ချင်တဲ့အိမ်မက်တွေဘယ်တော့မှဖြစ်မလာတော့ဘူးဆိုပြီးအမြဲကြောက်ရွံ့နေခဲ့ရတယ်ဒါပေမဲ့ကံကောင်းတာတစ်ခုကသူ့မှာအမြဲတမ်းအားပေးပေးမဲ့အဖွားတယောက်ရှိနေခဲ့တာပါပဲစိတ်တကြရတဲ့ခိုက်တန်တိုင်းမှာအဖွားကသူ့ကိုနှစ်သိမ့်ပေးလေးရှိပြီးဒေတာရင်းကဘောလုံးပွဲတွေကိုလည်းအမြဲတမ်းခေါ်သွားပေးတတ်တယ်တရက်မှာတော့ပွဲစခါနီးအထိအတင်းမှာကစားသမားလိုနေခဲ့တယ်အဲ့ဒီမှာတင်အဖွားချစ်သူကတုတ်ဆိုင်မနေပဲမြစ်ချစ်သူကိုဝင်ကစားဖို့ချက်ချင်းနှွှမ်းလိုက်ပါတော့တယ်နေပြကသူ့ကိုတစ်ချက်ကြည့်ကြစီတစ်ထဲလမ်းပစ်ပေးပြီးကွင်းထဲဆင်းဖို့ပြောလိုက်တယ်ဒီလိုနဲ့ပဲသူ့ရဲ့ပထမဆုံးပွဲစဉ်စတင်ခဲ့ပါတယ်တခြားကစားသမားတွေနဲ့ရှင်ရင်သူကအများကြီးပူနေပေမဲ့သူ့ရဲ့ပါရမီကိုတော့ဘယ်သူမှမျက်ကွယ်ပြုလို့မရခဲ့ပါဘူးပြန်ပဲနောက်ခံလူတွေကိုတယောက်ပြီးတယောက်ကြော့ဖြစ်တဲ့အခွင့်အရေးတွေဖန်တီးတယ်ကိုးတွေတကိုးပြီးတကိုးသွင်းယူခဲ့တယ်ပြည်သက်တွေအားလုံးမတက်ရက်ပြီးတောင်းတောင်းဖြတ်ဖြတ်အားပေးခဲ့ကြရတယ်အဲ့ဒီအချိန်တုန်းကတော့ဒီကောင်လေးဟာဒီနေ့မှာကဘာကြော်မဲ့သူဖြစ်လာမယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးအဲ့ဒီပွဲပြီးကလေးကသူဟာမနာတမ်းပြင်းထန်တက်လေးချင်းဘာတော့တယ်နေတိုင်းသူဟာသူ့ကိုယ်သူပိုကောင်းလာအောင်စူးစမ်းခဲ့တဲ့စီနီယာကစားသမားတော်များများကတော့သူ့ကိုအထင်သေးနေကြတော့ပဲအောင်မြင်ဖို့အတွက်သူကပိန်လုံးပလုံးနဲ့လို့သူတို့ကထင်ခဲ့ကြတာဒါပေမဲ့သူကတော့ကွင်းထဲရောက်တန်းခြေစွမ်းပြပြီးအဲ့ဒီတန်တဲ့တွေကိုအခြေပေးခဲ့တယ်သူကစားပြီးဆိုရင်သူ့အသင်းကအမြဲတမ်းအသာစီးရတာကြီးပါပဲမကြခင်မှာပဲသူဟာကွင်းထဲကအတောက်ပစုံကျေပွင့်ချလာခဲ့တယ်ဒါပေမဲ့အရေးကြီးတဲ့ဘိုးလူပွဲတစ်ပွဲမဆက်ခင်မှာပဲမညှော်လင့်တဲ့အခက်အခဲတစ်ခုကြုံခဲ့ရပါတယ်သူရေချိုးခန်းထဲမှာမတော်တဆပိတ်မိသွားခဲ့တာပါတကားကိုထူပြီးအော်ဟစ်အကူအညီတောင်းပေမဲ့ဘယ်သူမှမကြားခဲ့ကြဘူးပွဲစဖို့အချိန်ကကက်နေပြီဖြစ်တဲ့အတွက်သူဟာတခြားရွေးချယ်စရာမရှိပဲမန်ကိုရိုက်ခွဲပြီးကြားတင်းပေါက်ကနေတွားထွက်ခဲ့ရတယ်ပြီးတာနဲ့ကွင်းရှိရာကိုအားကုန်ယုံပြီးပြေးခဲ့တော့တာပေါ့ဒါတော့မှသူကွင်းကိုရောက်တဲ့အချိန်မှာပထမပိုင်းတစ်ခုလုံးပြီးသွားခဲ့ပါပြီသူရောက်ချင်းမှာပဲနေပြက်ကသူ့ကိုလူစားလဲပြီးကွင်းထဲချက်ချင်းထည့်ခဲ့တယ်သူကွင်းထဲခြေချလိုက်တဲ့မိနစ်ပိုင်းတွင်းမှာပဲအခြေအနေတွေအားလုံးပြောင်းလဲသွားခဲ့ပါတော့တယ်တိုက်စစ်ကိုဥဆောင်တဲ့အခွင့်အရေးတွေဖန်တီးတဲ့အသင်းအတွက်ဂိုးတွေတကိုးပြီးတကိုးသွင်းယူပေးခဲ့တယ်ပွဲတင်ခံမှုချိန်မှာတော့သူတို့အသင်းဟာမယုံနိုင်စရာကောင်းတဲ့နောက်ကလိုက်ကစားမှုနဲ့အတူချန်ပီယံဆုကိုစုခုသွားနိုင်ခဲ့ပါတယ်ဆုလာအနေနဲ့နေပြက်ကကစားသမားတိုင်းကိုဆက်ပြီးတစီစီပေးခဲ့တယ်နှစ်တွေကြာလာတာနဲ့အမျှဆေးကုသမှုတွေမနာတဲ့လက်ကျမှုတွေကြောင့်သူ့ရဲ့အရက်ဟာတဖြည်းဖြည်းမြင့်တက်လာခဲ့တယ်ဂျာစီနံပါတ်ရွေးရမယ့်ချိန်ရောက်လာတဲ့အခါမှာတော့နံပါတ်1ခုကသူ့မျက်စိထဲချက်ချင်းထင်ရှားသွားခဲ့တယ်အဲ့ဒါကတော့နံပါတ်10ပါပဲအဲ့ဒီနေ့ကစပြီးဒီနံပါတ်ဟာသူ့ရဲ့အမှတ်သားဖြစ်လာခဲ့ပြီးသူ့ရဲ့ကန်ထိုးဝင်ခီးလန်းတစ်လျှောက်လုံးမှာအမြဲပါဝင်ခဲ့ပါတယ်ကိုသွင်းမိတိုင်းလဲသူဟာကောင်းတင်ပေါ်လက်ညှိုးထိုးပြီးအမြဲတမ်းပုံစံတူအောင်ဖို့အဲ့ခက်လေးရှိတယ်ဟုတ်ပါတယ်အဲ့ဒီကောင်လေးဟာကြီးပြင်းလာတဲ့အခါကမ္ဘာဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားတူဖြစ်လာခဲ့ပါတယ်သူ့ရဲ့နာမည်ကတော့လီယိုနယ်မက်ဆီပါပဲတကယ်လို့တင်ဟာတင့်မေကိုချစ်တယ်ဆိုရင်ဒီ channel ကို like နဲ့ follow လို့လုပ်သွားပေးပါပြီးတော့ comment မှာလည်းကျွန်တော်ကျမအမေကိုချစ်တယ်လို့ရေးခဲ့ပေးပါဦးနော်